eFootball မှာအသစ်လာနေတဲ့ Master League ကိုဘယ်လိုကစားရမလဲအားလုံးပဲမင်္ဂလာပါ eFootball မှာ Faris account ရဲ့ admin Faris ပဲဖြစ်ပါတယ်ကျွန်တော်တို့ Java Training Server refresh အပြီးမှဆိုရင်တော့ eFootball ကနေ Master League ကိုမိတ်ဆက်လာခဲ့ပါတယ် Master League ဆိုတာအတိုင်းပဲเนาะ player တွေအနေနဲ့ကကိုယ့်ရဲ့အသင်းကိုကိုယ်တိုင်ထောင်ပြီးတော့ကစားသမားတွေခေါ်ယူပြီးတော့တိစောက်ရတဲ့ကစားရတဲ့ပုံစံလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်လက်ရှိအသင်းမှာကျွန်တော်ကတော့ပြီးခဲ့တဲ့တရားဒီဒါဆော့ပြီးပါပြီဒါကနောက်ထပ်တရားဒီမှာကျွန်တော်ရဲ့အခုလက်ရှိတင်းလည်းဖြစ်ပါတယ်ဗောနော်ဒီထဲမှာဆိုရင်တော့ကျွန်တော်အရင်ဆုံးရှင်းပြချင်တာကတော့ကျွန်တော်ဒီ team rank format ရှိပါတယ် team rank format မှာဆိုရင် training player တွေရှိတယ် training player တော့ကိုယ့်အသင်းပေါ့နော်ဒါအပြင်အသင်းမှာရှိပြီးသားကစားသမားတွေကို point နေနဲ့ဝယ်ရမယ်ဒါမှမဟုတ်ကတော့ point နေဈေးကြီးတယ်ပြီးတော့ standard player ပေါ့နော် standard player တွေကတော့ဒါ low base cut တွေပေးထားပြီးတော့ဒီကသူတို့ကတော့ point နည်းတယ်ပေါ့နော်သသိန်းကျော်လေးပဲရှိတယ်ပြီးတော့ဒါကျွန်တော်တို့ဒါ train manager ပေါ့နော် training manager ကလည်းကျွန်တော်တို့အသင်းမှာရှိတဲ့နီးပြကတ်တွေပါဝယ်ပြီးတော့ဒါ standard manager ကတော့ကျွန်တော်တို့ဒီbase manager ကတ်တွေပေါ့နော်ဒါအထူးသဖြင့်တော့ကျွန်တော်တို့အသင်းသိမ်းနေဆောင်မယ်ဆိုရင်နီးပြကတ်လည်းဝယ်ရမယ်ကစားသမားကတ်လည်းဝယ်ရမယ်ပြီးတော့ release မှာဆိုရင်တော့ကျွန်တော်တို့မလိုချင်တဲ့ကစားသမားတွေကိုဒါ release လုပ်ပြီးတော့ point တွေပြန်လို့ရလည်းဖြစ်ပါတယ်ဒီထဲမှာပါဝင်လာတဲ့ feature ကတော့ schedule ပေါ့နော် schedule မှာဆိုရင်တော့ကျွန်တော်တို့ဘယ်အသင်းနဲ့ဘယ်အသင်းတွေ့မယ်ဆိုတာကြည့်လို့ရတယ်ပြီးတော့ဒါလိမ်မွန်ရောင်ပြထားတွေကတော့ transfer window ဖြစ်ပြီးတော့အဲ့ဒီပြထားတဲ့အချိန်မှာပဲလူတွေခေါ်လို့ရတယ်ပြီးတော့ဒီထဲမှာ2မျိုးရှိတယ်တစ်ခုကတော့ user ပုံလေးပြထားပြီးတော့ကိုယ်တိုင် player ကိုယ်တိုင်ဝင်ကန်လို့ရတဲ့ပွဲရှိတယ်ပြီးတော့တခြားပွဲတွေကတော့ simulated ပေါ့နော်အများဆုံးကတော့ simulated ပွဲတွေများတယ်ကိုယ်တိုင်ဝင်ကန်ရတဲ့ပွဲတွေနည်းတယ် Sporter reward ကတော့ကိုယ်ပွဲတွေနိုင်နေကစားပြီးရဆိုရင်တော့ Sporter reward ရတယ်အဲ့ထဲတွေကကျွန်တော်တို့ဒါreward တွေပြန်ပြီးတော့ယူလို့ရတယ်ပေါ့နော်အထူးသဖြင့်ကတော့ဒီ Master League လာတဲ့အချိန်မှာတော်တော်များများကဒါအခက်တွေ့ကြတယ်ဘာလဲဆိုတော့ပေါ့နော်ကျွန်တော်လူမျိုးပဲပေါ့နော်ကျွန်တော်ဆိုလဲ Akidi နဲ့ရမဲကိုပေါ့နော်အသင်းမှာရှိတဲ့ကတ်ကြီးကိုတွားပြီးတော့ဒါတွိုင်း trending ကတ်ကိုကျွန်တော်တွားပြီးတော့ point တွေအများကြီးပေးပြီးယူလိုက်မိတယ် point တွေအများကြီးပေးပြီးယူလိုက်မိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါ player ကောင်းတွေကို2ယောက်လောက်ပဲခေါ်လို့ရတယ်2ယောက်လောက်ပဲခေါ်လို့ရတဲ့အတွက်ကြောင့်မလို့ဒါလုံးဝစီစဉ်ရတိုင်ပတ်ပြီးတော့တန်းစင်းဆုံးမှာရုန်းကန်ရတာမျိုးတွေဖြစ်သွားတတ်တယ်လူခေါ်မယ်ဆိုပြန်တော့လေဗျာ point ရှိလို့လူခေါ်မယ်ဆိုပြန်တော့လေကျွန်တော်တို့ transfer window ကအချိန်သတ်မှတ်ထားတဲ့အတွက်တောင်းမလို့ပေါ့နော်ကျွန်တော်တို့ထပ်ပြီးတော့လူခေါ်လို့မရတာမျိုးတွေလည်းကြုံရတယ်ပေါ့နော်အဲဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒါ season စပြီးတော့ဆော့တဲ့လူတွေအနေနဲ့ကတော့ဒါတော်တော်လေးမသိဘူးဆိုရင်ဒါ base player တွေပဲမယူမိဘူးဆိုရင်တော့တော်တော်လေးကိုတိုင်ပတ်ပြီးတော့လုံနိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုကဒီဟာကိုမရှင်းတတ်ဘူးဆိုရင်တော့ခုနပြောဆိုပေါ့နော်ကျွန်တော်ပြောရတဲ့ release မှာသွားပြီးတော့ကိုယ့်ရဲ့ player ကို release လုပ်ပြီးတော့ကျွန်တော်ရဲ့ base player တွေကိုပြန်ခေါ်လို့တော့ရပါတယ်ဒါပေမဲ့ eFootball player တွေတော်တော်များများဆိုရင်တော့ပေါ့နော်ဒါ Master League ကိုမိတ်ဆက်တဲ့အခါမှာကျွန်တော်တို့ trending player တွေကိုခေါ်ပြီးတော့စီစဉ်ကြီးတစ်ခုလုံးတိုင်ပတ်သွားတာမျိုးကြီးကြုံနိုင်တယ်အဲဒါကြောင့်မလို့ဒါအခု video ကြည့်နေတဲ့ညီကိုတွေကပေါ့နော်ဒါ Master League ကိုအခုမှစဆော့ရမယ်လူဆိုရင်တော့ဒါ trending player တွေကိုမယူပါနဲ့ base player တွေနဲ့ယူပြီးတော့အသင်းကိုပေါ့နော်တိဆောက်ဖို့အတွက်ကျွန်တော်ကတော့အကြံပေးခြင်းပါတယ်ဘာကြောင့်လဲဆိုတော့ तू က synergy ပေါ့နော် synergy ဆိုတာဒါအသင်းမှာရှိတဲ့ကစားသမားတွေရဲ့ over power ကိုတွက်ပြီးတော့ပေါ့နော်ဒါချပေးရတဲ့ synergy ဖြစ်ပါတယ် synergy ချင်းပေါ့နော်ဒါရှင်ပြီးတော့ဆော့ရတဲ့ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ simulated လုပ်ပြီးတော့ဆော့ရတဲ့ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အဓိက base ကပါလဲဆိုတော့ဒါ base player တွေယူမယ်အသင်းကိုတိဆောက်မယ်ပြီးရင်သူတို့ over တက်တဲ့ခါ synergy တွေတက်လာအောင်လုပ်ပြီးတော့ကျွန်တော်တို့နိုင်အောင်ကစားမှာပဲဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးခဲ့တာကတော့ပေါ့နော်ဒါအခုလက်ရှိလာနေတဲ့ Master League ကိုဘယ်လိုမျိုးအလွယ်ကူဆုံးနဲ့ကစားရမလဲရှောင်းရန်စောင်းရန်အချက်တွေကိုကျွန်တော်ကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အခုကျွန်တော်ရဲ့ video ကိုကြည့်နေတဲ့လူတွေအနေနဲ့ရောပေါ့နော်ဒါအခုလက်ရှိလာနေတဲ့ Master League ကိုသဘောကျကြရဲ့လားတော်တော်များများဖြစ်နေကြသူပေါ့နော် Dreaming player တွေကိုယူပြီးတော့ပထမ season မှာတိုင်ပတ်ခဲ့ကြလားဆိုတာကိုလည်း comment မှာဝင်ပြီးတော့ရေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ရပါတယ်